အားလုံးပဲမင်္ဂလာပါ Teacher YD ဖြစ်ပါတယ်။ကျွန်မကတော့ Early Childhood Education နဲ့ Literacy သင်ကြားရေးပိုင်းမှာအတွေ့အကြုံရှိတဲ့ဆရာမတစ်ယောက်ဖြစ်ပါတယ်။ဒီ Timbre Clear Music မှာလည်း6နှစ်ကြာကလေးတွေကိုသင်ကြားပေးပူပါတယ်။အခုလက်ရှိမှာတော့စင်ကာပူနိုင်ငံမှာ Literacy Teacher အနေနဲ့အလုပ်လုပ်နေတာ2နှစ်နီးပါးရှိပါပြီ။ဆိုတော့ဒီဗီဒီယိုလေးကိုလုပ်လိုက်ရတဲ့ရွေးချက်ကတော့ကလေးတွေရဲ့ဒီအစောပိုင်းကာလမှာဖြစ်ပေါ်လာတဲ့သူရဲ့ဒီ development လေးက Literacy သင်ကြားရေးပိုင်းမှာဘယ်လိုတက်ရောက်မှုရှိလဲဆိုတာကိုဝေမျှပေးချင်လို့ဖြစ်ပါတယ်။ကလေးတွေကမွေးကင်းစားတွေကသူတို့မှာစူးစမ်းလေးလာလို့တဲ့စိတ်တွေတင်ယူလို့တဲ့စိတ်တွေကပါလာပြီးသားဖြစ်တယ်ပေါ့နော်ဒါတွေကိုမိဘတွေအနေနဲ့တည်တည်ချာချာနားလည်သဘောပေါက်ပြီးတော့မှကောင်းကောင်း support လုပ်ပေးဖို့လိုအပ်ပါတယ်ဒီ Early Childhood Education Centers တွေမှာဆိုရင်တော့ educators တွေကခုနပြောတဲ့ကလေးတွေရဲ့ဒီစူးစမ်းလေးလာလို့တဲ့စိတ်တွေသူတို့ရဲ့အလိုလျောက်တင်ယူလို့တဲ့စိတ်တွေကိုအခြေခံပြီးတော့မှပေါ့နော်သူတို့ရဲ့ဘဝမှာအရေးကြီးတဲ့ skills လေးတွေကို develop ဖြစ်အောင် improve ဖြစ်အောင်လို့တည်တည်ချာချာစနစ်တကျသင်ကြားပေးကြရတယ်ပေါ့နော်အဲ့တော့ literacy သင်ကြားရေးပိုင်းမှာဒီအရေးပါတယ်သူတို့ concentration တွေနောက်သူတို့ဖတ်လိုက်တဲ့စာတွေလေ့လာလိုက်တဲ့စာတွေကိုဒီနားလည်နိုင်စွမ်းနေပြီးတော့သူတို့ရဲ့ opinions တွေကိုပေါ့နော်ကလေးတွေကသူတို့ရဲ့ opinions တွေကို express လုပ်လာနိုင်တဲ့ skills တွေကဒီ early childhood မှာတွေကစနစ်တကျသင်ကြားပေးလို့ရတယ်ဆိုတာကိုဒီ early childhood educator တယောက်အနေနဲ့ရောဒီ literacy teacher တယောက်အနေနဲ့ပါပို့ပြီးတော့မှမြင်လာရတယ်ပေါ့နော်ဒီစင်ကာပူမှာတော့မိဘတွေကဒီ early childhood education နဲ့ပတ်သက်ပြီးတော့မှတော်တော်လေး serious ဖြစ်ကြရတယ်ပေါ့နော်ဒီသူတို့ကလေးတွေ primary မသွားခင်မှာ well prepare ဖြစ်ဖို့အတွက်ကိုမိဘတွေအနေနဲ့အရန်အားစိုက်ထုတ်တာကိုလည်းတွေ့ရတယ်အဲကြောင့်မလို့ကျမတို့ learning center ကိုလာတဲ့အခါမှာဆိုလို့ရှိရင်ကလေးတွေကအရန် expressive ဖြစ်တယ်သူတို့အရန် confident ရှိတယ်independent ဖြစ်တာကိုလည်းတွေ့ရတယ်ဒီဖတ်လိုက်တဲ့စာတစ်ခုဆိုလို့ရှိရင်လည်းချက်ချင်းနားလည်သွားပြီးတော့မှကောင်းကောင်း discuss လုပ်နိုင်တယ်ပြီးရင် confident ရှိနဲ့လည်းသူတို့အဖြေတွေကိုဒီ class နဲ့အတူတူ share လုပ်နိုင်ကြရတယ်ပေါ့နော်ခါကြလို့ရှိရင်တစ်ခေါက်တည်းနဲ့သူတို့နားလည်သွားတယ်ဆိုပြီးတော့အံ့ဩရတဲ့ခါမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျမအနေနဲ့ဒီ early childhood education ကကလေးတွေရဲ့ဒီဘဝတစ်လျှောက်လုံးမှာသူတို့ရဲ့စဉ်းစားတွေးခေါ်တဲ့ပုံတွေနောက်သင်ယူတဲ့ပုံစံတွေကိုပါတခါတည်း shape လုပ်ပေးလိုက်တဲ့foundation တစ်ခုဖြစ်တယ်လို့ယုံကြည်တယ်ပေါ့နော်ဘာလို့ဆိုတော့အခုဒီကလေးတွေက literacy ဘိုင်းမှာဆိုလို့ရှိရင်ကိုယ်ငယ်တုန်းကသင်ယူခဲ့ရတဲ့ပုံစံတွေနဲ့လုံးဝမတူဘူးပေါ့နော်အရင်ကွဲပြားနေတာကိုလည်းသတိထားမိရပေါ့နော်ဒါကြောင့်မလို့ဒီဗီဒီယိုကနေမှတစ်ဆင့်မိဘတွေအနေနဲ့အခုလက်ရှိ early childhood education မှာ investment လုပ်နေတာတကယ် investment ကောင်းဖြစ်တယ်ဆိုတာကိုနားလည်ပြီးတော့မှပုံမယုံကြည်မှုရှိရဲ့မိဘတွေဖြစ်လာနိုင်မယ်လို့မျှော်လင့်ပါတယ် so I'll see you next time bye bye